Okay, essential grammar in use unit 7မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမတို့ဒီ unit 7မှာဆိုရင်တော့ဘာကိုလေ့လာရမလဲဆိုရင် present tense ရဲ့ question types တွေကိုလေ့လာရမှာဖြစ်ပါတယ်။ကျမတို့ unit 5, 6, 7ပေါ့နော်သူက3ခုလိုက်လာတယ်ရှင်။ unit 5မှာတော့ဒီ present tense ရဲ့ positive structure တွေကိုလေ့လာခဲ့ရတာဖြစ်ပြီးတော့ unit 6မှာကကြတော့ negative structure ပေါ့နော်။အခုဒီ unit 7မှာကြတော့question type တွေကိုလေ့လာရမှာဖြစ်ပါတယ်။ကျမတို့ဒီ unit 5ကနေစပြန်ခေါ်မယ်ဆိုလို့ရှိရင် present tense မှာတော့ငါဆိုလို့ရှိရင် present tense ရဲ့ positive structure မှာဆိုရင်ကျမတို့ကဘာနဲ့အဓိကထားသုံးလဲဆိုရင် present tense ဆိုရင် verb 1ပေါ့နော်။ verb 1ကိုမှ subject အနေဆိုရင်ကျမတို့ကဘာပေါင်းသုံးလဲဆိုလို့ရှိရင် SES ပေါင်းသုံးပြီးတယ်။အဲ့ဒါအောင်မှဒီအငင်းပုံစံနဲ့သုံးမယ်ဆိုလို့ရှိရင် subject အနေဆိုရင်ကျမတို့က does not နဲ့သုံးတယ်။ does not verb 1ပေါ့နော်။ subject အများဆိုရင်တော့ do not verb 1ဆိုပြီးကျမတို့သုံးခဲ့ကြတယ်။ဟုတ်ပြီအဲ့ဒါကကြတော့ဒါကverb 1 SES ဆိုတာကကြတော့ positive structure doesn't ရဲ့ don't ရဲ့နောက်က verb 1ပေါင်းသုံးတာပေါ့နော်အဲ့ဒါကကြတော့ negative structure အနေနဲ့သုံးတာဖြစ်ပါတယ်အခုဒီ question မှာကြတော့ဘယ်လိုမျိုးသုံးတာလဲဆိုရင် unit 6မှာတော့ကျွန်မတစ်ချက်ပြောခဲ့မယ်ထင်တယ်ဝါကြတွေကိုမေးခွန်းလုပ်တဲ့ခါမှာညင်းတဲ့ခါမှာအကူကရိယာလိုအပ်တယ်ဆိုပြီးကျွန်မပြောခဲ့မယ်ထင်ပါတယ်အခုဒီမှာလည်းအဲ့တိုင်းပါပဲဒီကကြတော့မေးခွန်းလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကူကရိယာလိုအပ်ပါတယ်အငင်းပုံစံမှာတော့ငါ subject နဲ့ဆိုရင်ကျွန်တော်တို့ does ကိုခေါ်တယ်ပြီးတော့ not နဲ့ညင်းတဲ့ does not subject များမှာကျတော့ do ကိုခေါ်မယ် not နဲ့ညင်းမယ်ဆိုရင် do not don't ပေါ့နော်အဲ့တိုင်းပါပဲမေးခွန်းလုပ်တဲ့ခါမှာကျွန်တော်တို့အကူကရိယာခေါ်ပါတယ် subject နဲ့ဆိုရင် does subject များဆိုရင် doအဲ့ဟာကကြတော့နောက်ထပ်တစ်ခုက unit 6 unit 4လောက်မှာတော့ငါထင်တယ်ကျွန်မပြောခဲ့တာတခုရှိတယ်မေးခွန်းလုပ်တဲ့ခါမှာပေါ့နော် helping verb ကိုရှေ့ပို့တယ် helping verb ပြီးတော့မှ subject noun ပြီးတော့မှ main verb လာတယ်ဆိုတော့အခုလည်းအဲ့တိုင်းပါပဲအဲ့တော့ပြောလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုရင်အကူက subject အများဆိုရင်ကျွန်တော်တို့အကူကရိယာ do လာမယ်ပြီးရင်do လာမလဲဆိုရင် subject do subject verb 1ပေါ့နော်ဒါကတော့ subject အများအတွက်ပါရှင် subject အနည်းကြတော့ဘယ်လိုသုံးမလဲဆိုရင်ဘယ်လို subject အနည်းအတွက်ဆိုရင် does ပြီးတော့မှ subject verb 1 do does subject verb 1ပေါ့နော် do does subject verb 1ဆိုပြီးသုံးပါတယ် subject အနည်းဆိုရင် does subject အများဆိုရင် do okay เนาะ subject အနည်းဆိုရင် does subject အများဆိုရင် do ဆိုပြီးအသုံးပြုပေးပါတယ်အဲ့ဆိုရင် तू ကဘယ်လိုဖြစ်သွားမလဲဆိုရင်subject နဲ့ဆိုရင် do does subject verb 1ပေါ့နော်။ကဲအဲ့ဆိုရင်ကျွန်တော်တို့ part A လေးစကြည့်လိုက်ရအောင်ရှင်။ part A မှာဆိုရင် we use do and does in present simple question present simple questions တွေမှာဆိုလို့ရှိရင် do နဲ့ does နဲ့ကိုအသုံးပြုပေးပါတယ်။အဲ့ဆိုရင် positive structure မှာဆိုရင် subject အများဆိုရင်verb 1နဲ့သုံးတာမို့လို့ I we you they ဆိုရင်နောက်က verb 1နောက်က he she it ဆိုရင် subject နဲ့မို့လို့ verb 1ကို SES ပေါင်းသုံးပေးထားပါတယ်အဲ့တော့မေးခွန်းလုပ်တဲ့အခါမှာ I we you they ဒီအများမို့လို့ helping verb ကို do ကိုခေါ်သုံးမယ်ဆိုရင် do I work do we work do you work do they work okay เนาะ subject နဲ့ကြတော့ does ကိုခေါ်သုံးမယ်ဆိုရင် does he work does she work does it work okay เนาะအဲ့ဒါဒီကြတော့ဘယ်လိုလဲဆိုတော့ helping verb do does က helping verb I will you they ကိုကျမတို့က subject လို့မြင်လိုက်မယ်ဆိုရင် subject work ကို verb 1နဲ့မြင်မယ်ဆိုရင် do does subject verb 1 okay เนาะ do does subject verb 1အဲ့တော့မှကျမကဒီ question word ပေါ့နော်မေးခွန်းစကားလုံးကတ်လိုက်မယ်မေးခွန်းစကားလုံးကထားပါတော့ဘယ်သူလဲဆိုရင် who ဘယ်နေရာမှာလဲဆိုရင် where ဘယ်ချိန်မှာလဲဆိုရင် when ဘာကြောင့်လဲဆိုရင် why ဟုတ်ပြီနော်ဘာလဲဆိုရင် what ဘယ်လိုလဲဆိုရင် how many how long how far how much ပေါ့နော်အဲ့ဒါမျိုးသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့အခုကျမကနည်းနည်းလေးဥပမာမေးခွန်းလေးထုတ်ပြမယ်ပေါ့နော် I work ဟုတ်ပြီနော်အဲ့ဒါဆိုရင် I work ကိုမေးခွန်းလုပ်မယ်ဆိုရင် do I work okay အဲ့ဒါအောင်မှရှေ့က where နဲ့ထည့်မယ်ဆိုရင် where do I work okay I ကပြောလို့မကောင်းဆိုပါစို့ you နဲ့ကျမသုံးကြည့်မယ် you work မေးခွန်းလုပ်မယ်ဆိုရင် do you work အဲ့ဒါမှဘယ်နေရာလဲဆိုရင်ရှေ့က question word လေးထည့်လိုက်မယ် where do you work okay နော် question word ပြီးတော့ do does subject verb 1ဆိုတော့ where do you work when ထည့်မယ်ဆိုရင် when do you work why ထည့်မယ်ဆိုရင် why do you work okay เนาะအဲ့ဆို they နဲ့သုံးကြည့်အောင်ရှင် they ဆိုရင် do they work သူတို့အလုပ်လုပ်သလားပေါ့နော် do they work အဲ့ဆိုရင်တို့ဘယ်နေရာမှာလုပ်တာလဲဆိုရင် where do they work ဘယ်ချိန်မှာလုပ်တာလဲဆိုရင် when do they work ဘာကြောင့်လုပ်တာလဲဆိုရင် why do they work okay เนาะအဲ့ဆိုရင် subject နဲ့ကြာကျွန်တော်တို့ does နဲ့သုံးတယ်ဆိုရင် does he work
where does he work when does he work why does he work how does he work okay နော် she ဆိုရင်လဲ where does she work when does she work why does she work အဲ့ဒါမျိုးသုံးပေးပါတယ်အဲ့တော့ဒီဘက်ကဥပမာမေးခွန်းလေးဆိုရင် do you play the guitar ဂီတာတီးသလားလို့မေးရဖြစ်ပါတယ်ကဲအဲ့ဆိုရင်ကျမက unit 7ရဲ့ part A ကိုနားလည်လိမ့်မယ်လို့ယူဆပါတယ် part A မှာဆိုရင်ကြတော့မေးခွန်းသဘောတရားလေးရှင်းပေးထားတာပေါ့နော် do does subject verb 1ဆိုတဲ့ပုံစံလေးသိထားရင်ရပါမယ်အဲ့ဆိုအောက်ကကျမတို့ part B မှာဆိုရင် what order လေးပေါ့နော် study the what order what order လေးလေ့လာမယ်ဆိုရင် do does နောက်က subject infinitive ကို verb 1လို့မြင်ကြည့်ပါမယ်ရှင် do does subject verb 1အဲ့ဆိုရင်ရှိရ when where how often what to how much to question word နဲ့မြင်မှာဆိုရင် question word do does subject verb 1အဲ့ဆိုရင်သူရေးထားတဲ့ပုံစံမှာဆိုရင် do you work on Sundays တနင်္ဂနွေနေ့မှာအလုပ်လုပ်လာပါတော့ do your friends live near here do your friends live near here နဲ့တငယ်ချင်းတွေဒီနားမှာနေရလားပါနော် your friends ကအများမို့လို့ do နဲ့သုံးထားပါတယ်Does Chris play tennis? Does Chris ကအနည်းမို့လို့ does နဲ့သုံးထားတာပါ where do your parents live? Sorry, where do your parents live? မိမိဘတွေဘယ်မှာနေရလဲပေါ့နော် Do your parents live? မိဘတွေကအများမို့လို့ကျမတို့ do နဲ့သုံးထားမယ်အဲ့တော့ဘယ်နေရာမှာလဲဆိုတော့ where ပေါ့နော် Where do your parents live? နောက်တစ်ခါ how often do you wash your hair ကောင်းဘယ်နှခါလောက်ဖြီးလဲပေါ့နော် you ဆိုတော့ do နဲ့သုံးထားပါတယ် what does this word mean ဒီစကားလုံးကဘာကိုဆိုလိုတာလဲ how much does it cost to fly to Rome ဆိုတော့ရောမကိုသွားဖို့ဘယ်လောက်ကုန်ကြလဲအဲ့တော့ to fly ဆိုတာကじゃလေယာဉ်စီးသွားတဲ့အနေအထားကိုသုံးတာဖြစ်ပါတယ် to fly no to drive to ride တို့ပြီးဆိုပြီးကျမတို့သုံးလို့ရတယ်ပေါ့နော်ဒီမှာတော့ to fly ဆိုတာလေယာဉ်နဲ့သွားတာကိုသုံးပါတယ်အဲ့တော့ဒီရောမကို Rome ကိုလေယာဉ်နဲ့သွားဖို့ရဘယ်လောက်ကုန်ကြလဲလို့မေးတာဖြစ်ပါတယ်ဟုတ်ပြီရှင်အဲ့ဒါဆိုရင်အောက်ကကျတော့ဒီ usually always to often လို့နဲ့ထည့်သုံးမယ်ဆိုရင် positive word ကြမှာတော့ငါဆိုရင် positive structure မှာတော့ငါဆိုရင် verb 1ရဲ့အရှိရထားသုံးတယ်ပေါ့နော်အဲ့ဒီတိုင်းမှာပဲသူက verb 1ကိုထူးပြုပေးတာဖြစ်လို့ verb 1ရဲ့အရှိမနေပါမယ် do you always have breakfast do you have breakfast ကနေပြီးတော့ do you always have breakfast Does Chris often phone you? What do you usually do at weekends? ဆိုပြီးသုံးထားတာဖြစ်ပါတယ်။အဲဆိုရင်အောက်မှာက what do you do ဆိုတာကကြတော့ what's your job ကိုမေးတာဖြစ်ပါတယ်။အဲဒါဆိုတော့ what do you do? You ဆိုတော့ do နဲ့သုံးထားရဲဆို he ဆိုရင် what does he do? She ဆိုရင် what does she do? Your mom ဆိုရင် what does your mom do? Your teacher ဆိုရင် what does your teacher do? ဟုတ်ပြီနော်နင်းဆိုရင် what do you do? What do you do ဆိုရင်ဘယ်လိုမေးမလဲဆိုရင် I work in a bankနင်ဘာလုပ်တာလဲလို့မေးရသည်လက်ရှိလုပ်နေ action ကိုမေးတာမဟုတ်ပါဘူးသူဘာကိုပြောရလဲဆိုလို့ရှိရင်သူ့ရဲ့အလုပ်ကိုင်ကိုမေးတာဖြစ်ပါတယ်အဲဆိုနင်တငယ်ချင်းဘာလုပ်လဲဆိုနင်တငယ်ချင်းအနည်းဆိုရင် does what does your friend do ဆိုပြီးသုံးပေးပါမယ်ရှင် Okay အဲ့တော့ကျွန်တော်တို့တစ်ခုသိထားမှာပေါ့နော် part C မှာဆိုရင်သိထားရမှာက I we you they လိုမျိုး subject အများဆိုရင် do နဲ့အသုံးပြုပြီးတော့ he she it ဆိုရင် does ကိုအသုံးပြုပေးပါတယ်အဲကြောင့်မလို့ do they like music does he like music ဆိုပြီးသုံးထားတာဖြစ်ပါတယ်ဟုတ်ပြီအဲ့မှာဆိုရင်နောက်ထပ်တစ်ခုပြောစရာရှိတာပေါ့နော်မေးခွန်းလုပ်တဲ့အခါမှာ helping verb နဲ့စတဲ့မေးခွန်းရှိတယ် question word နဲ့စတဲ့မေးခွန်းရှိတယ် helping verb ဆိုတာက verb to be verb to do verb to have modal verb ပေါ့နော်အဲ့ဒီစကားလုံးတွေနဲ့စတဲ့မေးခွန်းမျိုးဆိုကျွန်တော်တို့ yes or no နဲ့ပြန်ဖြေရတယ်အခုလဲအဲ့တိုင်းမှာပဲထားပါတော့ do you like apple ဆိုရင်ပန်းသီးကြိုက်လားဆို yes I like လို့ဖြေမယ်စား yes I do ကြိုက်ဘူးဆိုရင် no I don't ပေါ့နော်အဲ့ဒါမျိုးပါဆိုတော့ဒီမှာပြန်ဖြေမယ်ဆိုတဲ့အခါမှာ yes I do yes we do yes you do yes they do subject နဲ့ဆိုရင် yes he does yes she does yes it does ပေါ့နော် no ဆိုရင် no I don't no we don't no you don't no they don't no ဆိုရင်ကျတော့ subject နဲ့ဆိုရင် no he doesn't no she doesn't no it doesn't ဆိုပြီးသုံးထားတာဖြစ်ပါတယ်အဲဆိုရင်သူတို့ရဲ့ဥပမာဝေကြရေးကြည့်မယ်ဆိုရင်Do you play tennis? So, no, I don't. Do your parents speak English? So, yes, they do. Does Gray work hard? Yes, he does. Does your sister live in London? So, no, she doesn't. So, we don't have that.
ဟုတ်ကဲ့နားလည်လိမ့်မယ်လို့ယူဆပါရရှင်အဲဆိုရင်ကျမတို့ကထုံးစံတိုင်းပဲဒါလေးတွေကတော့လေ့ကျင့်ခန်းလေးတွေပါဒီလေ့ကျင့်ခန်းလေးတွေကိုမြများဘယ်လိုပြောမလဲဆိုတော့ဖြည့်ထားပြီးတော့ထက်ကနဲ့ပြန်ဖတ်စေချင်ပါတယ်နားမလည်ရရှိရင်တော့၎င်းတခုခုတစုံတရာပြောပြချင်တာရှိရင်တော့၎င်းကျမရဲ့လိုအပ်ချက်တစုံတရာရှိရတော့ပြောပြချင်တာရှိရင်တော့၎င်း comment မှာပြောလို့ရပါတယ်ရှင်နည်းနည်းလေးဒီ unit မှာကျမနည်းနည်းလောနေလို့ဘယ်လိုပြောမလဲဆိုတော့စကားနည်းနည်းထက်သွားတာမျိုးကြီးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းကျမကဒီနေရာနေပဲတောင်းပန်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အဆင်ပြေကြပါစေနော်